Premiere Program မှာအခုလိုမျိုး Film Fan Transition သုံးသွားတဲ့ပုံစံမျိုးလေးကိုဒီနေ့ဗီဒီယိုမှာလုပ်ပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးအနေနဲ့ကျွန်တော်ဒီမှာဗီဒီယိုကလေးလေးတစ်ခုထည့်ထားတယ်ပေါ့နော်။ Film Fan Transition ဆိုတဲ့တောင်းထားတဲ့ကောင်လေးရှိတယ်။အကောင်လေးကိုတစ်ဖက်ကလေးနှိပ်လိုက်မယ်။သူရဲ့ duration ကတော့လောက်ရှိရပေါ့နော်။အဲ့တော့ကျွန်တော်ဒီမှာဒီလောက်လေးပဲလိုချင်တယ်။ Mac in I Mac out O ရပြီဆိုတော့ကျွန်တော်အနေနဲ့ဒီမှာဒီနားလေးကိုချလိုက်မယ်။ပြီးရင်ဒီကောင်လေးပါအတန်လှိုင်းလေးပါချလိုက်မယ်ပေါ့နော်။ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်ဒီ orientation ကကျွန်တော်တို့ vertical ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ rotation နဲ့လှည့်လိုက်ပါမယ်90ဟုတ်ပြီကျွန်တော်အမှ scale လေးထည့်ချက်လိုက်ပါမယ်နောက်တစ်ဆင့်မှာတော့ကျွန်တော်အနေနဲ့ဒီမှာပေါ့နော်ဒီ blend mode လေးမှာ screen ပြောင်းလေးပေးလိုက်ပါမယ်အဲဆိုလို့ရှိရင်တော့ transition ကိုနည်းငယ်ရှေ့တိုးဖို့လိုအပ်မယ် okayတခုပေါ့နော်နောက်တစ်ခုကကျွန်တော်အနေနဲ့ဒီမှာဒီ transition လေးကိုအသုံးပြုမယ်ဆိုလို့ရှိရင်နောက်ထပ် lightly ဆိုတဲ့ဟာလေးရှိရပါတော့ဒီကောင်လေးတွေကိုကျွန်တော်ဘယ်လိုရှာလဲဆိုတော့တစ်ခါပြပြပြပါမယ် YouTube မှာ Film Fan Transition over လေးလို့ရိုက်ရှာလိုက်လို့ရှိရင် vertical အတွက်ကောကျွန်တော်တို့ဒီ horizontal အတွက်ကောပေါ့နော် orientation အစုံနဲ့မျိုးစုံကြိုးခုံပြီးတော့အများကြီးရှိရပါတော့အဲ့ဒီကမှာ down လိုက်ပေါ့နော်ကိုချိန်နေတတ်တဲ့ဟာကိုနောက်တစ်ခုကတော့ lightly over လေးပေါ့နော်ဒီအလင်းတန်းလေးတွေပေါ့နော်အဲ့လင်းတန်းလေးတွေကို transition အဖြစ် blending mode နဲ့ညှက်သုံးတဲ့ဟာလေးပေါ့ကဲရတယ်ရော transition လေးပြန်သွားလိုက်ရပါတော့ဒီမှာကောက်ကိုရှာကြည့်ပါ okay ကျွန်တော်ဒီမှာ line လေးအတွက်ဆိုရှင်ရွေးလေးတွားတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီမှာ I ဒီနေရာလေးကို O အဲ့တော့ဒီကောင်လေးကအနှဲငယ်လေးနှင်းနေရပေါ့နော် transition တက်ဆိုင်အဲ့တော့ကျွန်တော်ဒီကောင်ကို speed လေးနည်းနည်းမြင်လိုက်မယ် maybe 200ပတ်ချလေးလောက် effect control ကိုတွားမယ်ပြီးရင်ခုန blend mode မှာပဲ screen ပြောင်းပေးလိုက်ပါမယ်အဲ့လိုဆိုရင်တော့တော်တော်ကိုကူလေးနဲ့ပဲလိုမျိုးလေးရသွားပြီပဲဖြစ်ပါတယ်အဲ့တော့မှကိုစိတ်ကြိုက်ပေါ့နော်ဒီမှာ customize ပြင်ညှိပေါ့နော်ကျွန်တော်ကတော့ဒီလောက်ပမာဏဆိုရင်ကြည်နေပြီ okay ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့ကြည့်တွေ့ခဲ့ဗီဒီယိုများမှာပြန်လည်တွေ့ဆုံကြပါမယ်